ပြိုင်ပွဲမစခင်ကတည်းကဒီပွဲဟာလူအများရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပါတယ်။တစ်ဖက်မှာလမ်းပေါ်တိုက်ခိုက်ပွဲပေါင်းများစွာကိုဖျက်ဆီးလာတဲ့ကိုရီးယားကန်စတာတယောက်ကိုယ့်ရဲ့တိုက်ခိုက်ရေးစွမ်းရည်အပေါ်အပြည့်အဝယုံကြည်မှုရှိနေသူတယောက်ဖြစ်ပါတယ်။တစ်ဖက်မှာတော့ရုရှားအထူးတပ်ဖွဲ့ဟောင်းဖြစ်ပြီးထိုင်းလက်ဝှေ့ချန်ပီယံဟောင်းလည်းဖြစ်တဲ့အာချီပွဲစခင်မှာအာချီကပြိုင်ဘက်ရဲ့အကာအကွယ်ပစ္စည်းတွေကိုမကျေနပ်ခဲ့ပေမဲ့နောက်ဆုံးမှာဝစ်ဆင်ခွင့်ပေးခဲ့တယ်။သူ့အမြင်မှာတော့အဲ့ဒါတွေကအလှဆင်ပစ္စည်းသက်သက်အဖြစ်ပဲမြင်အောင်လိုက်ပါတယ်။ပွဲစတင်တာနဲ့ကန်စတာကရဲရဲတင်းတင်းထိုးစစ်ဆင်လာခဲ့ပေမဲ့ထိရောက်မှုတော့မရှိခဲ့ပါဘူး။အဲ့ဒီအာမန်ကစက္ကန့်နည်းငယ်သာခံခဲ့ရတဲ့အာချီကပြန်လဲတုံ့ပြန်လိုက်တဲ့အချိန်မှာတော့ပွဲဟာတစ်ဖက်သက်အနိုင်ယူမှုအဖြစ်ပြောင်းလဲသွားခဲ့တယ်။အပြင်မှာဂန်းဆတာဖြစ်ပေမဲ့ကျိုးဝိုင်းထဲမှာတော့ကစားစရာအယုတ်တစ်ခုတက်တက်လို့ဖြစ်နေခဲ့ပါတယ်။စစ်မြေပြင်အတွေ့အကြုံကနေရရှိထားတဲ့နီးစနစ်တွေနဲ့အာချီဟာပြိုင်ဘက်ကိုအပြင်းထန်ဖိအားပေးနိုင်ခဲ့ပြီးအကာအကွယ်ပစ္စည်းတွေရှိနေပေမဲ့ထိုးချက်တိုင်းကထိရောက်စွာဝင်ရောက်ခဲ့တဲ့နာကျင်မှုကြောင့်ဂန်စတာဟာမတ်တက်တောင်မရက်နိုင်တော့တဲ့အခြေအနေကိုရောက်သွားခဲ့တယ်။နောက်ဆုံးမှာအာချီကပွဲပြီးသင့်ပြီလို့ဆုံးဖြတ်လိုက်ပြီးပြိုင်ဘက်ရဲ့ပကားအကွယ်အုပ်ထုပ်ကိုခြေကန်ချက်ဖြင့်ဖြုတ်ချလိုက်ကသူ့ရဲ့အသာစီးကိုပြသခဲ့ပါတယ်။တချို့ပွဲတွေမှာအကာအကွယ်ပစ္စည်းတွေထက်အတွေ့အကြုံနဲ့ကျွမ်းကျင်မှုကပိုပြီးအရေးကြီးတယ်ဆိုတာဒီပွဲကသက်သေပြခဲ့ပါတယ်